အခုရေတော့အိမ်အစ်စ်ကိုပြောင်းတော့မှာဆိုတော့အိမ်အဟောင်းကပစ္စည်းတွေအကုန်လုံးလည်းအဟောင်းမှာထားခဲ့လိုက်ပြီအစ်စ်အတွက်ကိုလုံးဝပစ္စည်းအစ်စ်တွေရွက်ထည့်မှာကိုရေတို့ဘတ်တန်ကစ်ချန်မှာရောက်နေတယ်ဒီဒီဇိုင်းထဲမှာပဲလိုအပ်တာတွေအကုန်လုံးလက်ညှိုးတော့ပြီးအကုန်ဝယ်ပြပါမယ်လာကောင်းမယ်မင်္ဂလာပါဒါလေးတက်လာပါမယ်ဟုတ်တယ်ဆန်လာနဲ့ဆိုင်လားပွင့်သွားပြီနဲ့ကင်ကြမလို့ဒါဘယ်လောက်လဲဒီဆိုရင်တော့စီးလေး14သိန်း9တောင်9တာပါခင်ဗျဒါယူပဲနော်အဲ့ထည့်လိုက်14သိန်းဒါလေးကဘယ်လောက်လဲသူကတော့စီးလေး6သိန်း9တောင်9တာပါခင်ဗျโอเคဒါယူမယ်နော်ဒါထည့်လိုက်အခုရေရောက်နေတဲ့ Bath and Kitchen Flash Showroom ဆိုတာအမြဲတမ်းဝင်နေကြဆိုင်အခုရောင်းလိုက်တဲ့အိမ်အဟောင်းမှာစင်ထားတဲ့ပစ္စည်းတွေအကုန်လုံးကလည်းဒီဆိုင်ရပဲဝယ်ထားတာအခုအိမ်အသစ်ကိုလည်းဒီကပစ္စည်းတွေနဲ့ပဲအကုန်လုံးဆက်မှာဒီမှာ brand အနေနဲ့ဆိုရင် Beko ရယ် Prado ရယ် Prime ရယ်ဆိုပြီး3ခုရှိတယ်3ခုစလုံးကလုံးဝ Europe brand တွေကြီးပဲဟောဒါဘယ်လောက်လဲဒီ model လေးဆိုမှ49သိန်းလေးပါတရားရော model လေးကကျတော့ကျွန်တော်တို့53သိန်းပါခါလေးယူမယ်နော်ဒီပေါ်မှာဆိုရင်ဒါရေချိုးခန်းဆုံးပစ္စည်းတွေပေါ့နော်ဟုတ်ဒီနေ့ရေတော့ဘတ်တက်ဝယ်ရမယ်ဘတ်တက်ကဒီအိမ်အစ်စ်မှာထည့်ကိုထည့်ရမယ်ဒီဒီဇိုင်းလေးကြိုက်တယ်ဒါရိုးရိုးလေးပဲဒီတဲခဏဝင်ကြည့်โอเคစိုက်နေနေတိတက်ကြီးရရှိလားရှိမယ်သူနဲ့ကြီးတဲ့ site ကကျတော့နည်းနည်းပေါ့နော်3နံပါတ်4နံပါတ်လောက်ဒီထက်ပိုကြီးမယ်โอเคဘယ်လောက်လဲအဲ့ဒီဆိုရင်28သိန်းလေးတောင်9တော့ကြီးတဲ့ဟာအဲ့ဆိုဒီတိုင်းကိုပဲဒီထက်ကြီးတဲ့ဟာကိုအဲ့ကြီးတဲ့ဟာကိုထည့်လိုက်နော်အဲ့ကြီးတဲ့ဟာယူမယ်နော်ရပြီရကြထွက်တော့ဒီမလေးစနာဟာတွေအကုန်ရှင်းမယ်နော်ဘေးလေးထုတ်လိုက်တော့ကြောက်မယောက်ျားရဲ့ကတ်တင်ရှင်းလိုက်ဘာချက်ကြော်နေတယ်ဘာချက်ကြော်တာအရင်မှပြောလीပတ်စံအရင်ရှင်းလိုက်သွားအိမ်မှာလာပို့ပါပြီဒီနေ့ဒီတော့ကိစ္စလေးကတော့ပြင်လာတာဒီတော့ဖြစ်သွားပြီပေါ့နော်။ကျန်တာတွေကတော့ဘာမှမပြင်ရသေးဘူး။မီးတွေလည်းမဆင်ရသေးဘူး။ပြီးတော့ကိစ္စပြီးပြီဆိုတော့ပစ္စည်းလေးတွေစပြီးတော့နေရာချလို့ရတော့ဒါတော့ဒီရန်လို့ရှင်နေတဲ့ဒါကိုကဒီကိုတက်တာကြီးပေါ့နော်။ဒီစပြီးတော့သုံးနေပါပြီ။ဒီပြေကတက်တာအမဲဖြစ်သွားတဲ့အတွက်ကြောင့်မလို့ဒီ table top ရေးကိုလည်းအဖြူကနေပြီးတော့အကုန်လုံး complete အကုန်အမဲလဲလိုက်တယ်။ဘေးစင်လဲလိုက်ပြီးတော့မဲလိုက်ရတယ်။သူနဲ့ light ဖတ်နေအောင်လို့ပေါ့နော်။ဒါတော့ Prado one set ပေါ့နော်ဒီကတော့ open kitchen ဆိုတော့ညှော်ဆုပ်ဆက်ကောင်းကအရန်အရေးကြီးတယ်အရန်လိုတယ်ဒီ model မှာဆိုလို့ရှိရင်လက်နဲ့လည်းကင်ပြမလိုတော့ဘူးပြီးလို့ရှိရင်တန်ရှင်းလေးလောက်ရတာအရန်လိုတယ်ပေါ့နော်အရင်တော့ဆိုလို့ရှိရင်တို့ဒီမှာစကားဘွက်ကိုဖြုတ်ပြီးတော့မှရေနွေးနဲ့စိတ်ပြီးတော့စီဒီကိုမြစ်ပတ်တာတွေကိုစီးပြီးတော့ခဏခဏပြန်ပြီးတက်လာတယ်ပေါ့ဒီဟာဆိုလို့ရှိရင်မှာစီခံဘွက်ပါတယ်ဒီစီခံဘွက်ကိုပဲကိုကဖြုတ်ပြီးစီးပြီးရင်ဒါလေးကိုဒီမှာပြန်တက်လိုက်ပြီဆိုလို့ရှိရင်အဆင်ပြေသွားပြီအဲ့ဒါခက်စစ်တွေလုံးနေကြမလို့တော့ရေချိုးကန်းကတော့မပြင်းရသေးတော့ဘတ်တက်ကတော့မတက်ဘူးပေါ့နော်လောလောဆယ်ခီးသွားလာအောင်ပဲခီးရပြောင်းတော့မှအိမ်ဆက်ပြင်ပါမယ်အဲ့တော့ရေချိုးကန်းပြီးသွားတော့မှပဲဘတ်တက်ဒီကျန်တဲ့ဟာတွေကိုဘယ်လိုဆင်လိုက်လဲဆိုတာကိုပြပါမယ်ရှင်စတာပါ